သမီးရေကျမတို့မမားတို့အမျိုးသမီးတွေစီမှာလေနော်အိမ်ထောင်ရေးကံဆိုတာလည်းရှိသေးတယ်ပေါ့နော်သမီးဒါကြောင့်မို့လို့အခု social media ခေတ်ကြီးမှာဆန္ဒမစောဖို့အရွေးမစောဖို့နော်မမားကကြံ့ပေးချင်ပါတယ်ကလေးတို့နော်ဘာပြောမလဲဆိုတော့ရှေးထုံးလည်းမပယ်နဲ့ဈေးတုံးလည်းမကြွယ်နဲ့ဆိုတဲ့စကားလို့ပေါ့ကိုဘဝတစ်ခုလုံးဘဝတက်တာလုံးပုံအပ်မဲ့နော်ကိုရဲ့အိမ်ထောင်ဘက်အမျိုးသားကိုရွေးချယ်တဲ့နာမှာဘယ်လိုစံနှုန်းတွေနဲ့ရွေးချယ်ကြမှာလဲတမီလှပတာတစ်ခုတည်းလဲကြည့်ပြီးရွေးချယ်လို့လည်းမရဘူးနော်တော်ကီကောင်းတယ်အပြောကောင်းတယ်တစ်ခုတည်းလဲကြည့်ပြီးရွေးချယ်လို့မရပါဘူးနော်တမီတို့ရေဒါကြောင့်မို့လို့ကိုနဲ့စိတ်တူကိုတူဘဝတစ်ခုထူထောင်မယ်ဆိုလို့ရှိရင်ဒီရွေးချယ်ခြင်းအရင်ရေးကြည့်ပါတယ်အချိန်ယူပြီးတော့မှရွေးချယ်ကြပါလို့မမအကြံဉာဏ်ပေးခြင်းပါတယ်မမအိမ်တော်ဘက်တစ်ခုကိုစံနှုန်းထားပြီးရွေးချယ်တဲ့နာမှာကလေးတို့ကိုပြောပြခြင်းပါတယ်အချစ်တစ်ခုတည်းကိုပဲရှေ့တန်းတင်ငဲတာတော့မဟုတ်ပါဘူးတို့ပေမဲ့အိမ်တော်ကြီးတစ်ခုမှာအချစ်မပါလို့ကလည်းမရပါဘူးเนาะတမီเนาะမမကမမရဲ့အိမ်သားကိုရွေးချယ်တဲ့နေရာမှာနံပါတ်1တရားရခိုင်နှုန်းရိုးသားမှုတော့လိုအပ်ပါတယ်နံပါတ်2ဘာသာရေးကိုင်းဆိုင်တဲ့သူမိမိကိုးကွယ်တဲ့ကြိုက်တဲ့ဘာသာပဲဖြစ်ဖြစ်ဘယ်ဘာသာပဲဖြစ်ဖြစ်ပေါ့နော်ကိုကိုးကွယ်တဲ့ဘာသာရေးကိုနဲ့တီးပြီးလက်ခံပြီးကိုင်းဆိုင်တဲ့သူနော်အဲ့နှစ်ချက်ပြီးတော့နံပါတ်3အချက်ကကိုချင်းစာတရားရှိတဲ့လူနော်ဒါတွေပဲလားဆိုလည်းမဟုတ်သေးပါဘူးတမီးရဲ့တကယ်အလုတ်အကင်မှာနော်လက်ကြောတင်းပြီးနဲ့အလုတ်ကိုမရွေးအလုတ်ကိုဟူဓမြကိုဂုံရှိစွာကြိုးကြိုးစားစားနဲ့လှုပ်ဆောင်နိုင်ဖို့လည်းအရေးကြီးပါတယ်တမီးနော်အလုံးပြောပြချင်တာဘုရားတရားရှိတယ်ဘာသာရေးရှိတယ်ကိုချင်းစာတရားရှိတယ်အလုံးမစွန့်ဘူးဆိုလို့ရှိရင်လည်းမမတို့အနေနဲ့အမျိုးသမီးတို့အနေနဲ့အားကိုးဖို့ကလည်းခက်ခဲတယ်လေနော်အဓိကကတော့အဲ့ဒီ၃ချက်ကိုအခြေခံထားပြီးတော့လက်ချောတင်းနဲ့အလုံးမရွေးဘူးစူးစမ်းမယ်ဆိုတဲ့လူတယောက်ဆိုရင်တော့အောင်မြင်ဖို့ကတော့သူ့အတွက်ကတော့တမီးရေပြေးမလွတ်ပါဘူးเนาะအဲ့လိုစံနှုန်းလေးတွေထားပြီးရွေးချယ်ကြပါလို့သမီးလေးတွေကိုကြံပေးကြပါတယ် social media ခေတ်ကြီးမှာအခုပဲ line မော်တွေ့အခုပဲလက်ခံအခုပဲเนาะရွေးချယ်မလုပ်ကြပါနဲ့အချိန်လေးတစ်ခုပေးပြီးတော့မှနက်စဉ်းစားတွေးခေါ်ပြီးမှရွေးချယ်ပါလို့မမကသမီးများအားလုံးကိုကြံ့ပေးပါတယ်မှန်ကန်စွာရွေးချယ်နိုင်ပါစေ